တိုင်းနိုင်ငံကကလေး73ယောက်ပျောက်သွားခဲ့ဘူးတဲ့ကူကိုဒီနေ့ကျွန်မတယောက်တည်းတော်လဲမှာဖြစ်ပါတယ်ရှင်ကူရဲ့အပြင်ဘက်မှာရောဘယ်လောက်ထိလက်ပိုင်းနေရရှိလဲဆိုတာကျွန်မနဲ့အတူတကြည့်လိုက်ရအောင်အရင်ဦးဆုံးတာချီလေးဘက်ကနေမဲဆိုင်ဘက်တရားကိုကူမယ်ရှင်အခုကျွန်မကင်ထားတဲ့ပတ်စံကိုတုံးလို့ရတာကျွန်မအခုမှသိပါတယ်ဒီနေ့ကစူပါဆန်နေဆိုတော့ဒီစာရွက်စိမ့်လေးလို့တဲ့ချိန်တော်တော်လေးစောင်းလိုက်ရပါတယ်မဲဆိုင်ဘက်ကိုရောက်ပြီးချင်းပဲတက်စီ5စီးလိုက်ပါတယ်ရှင်တက်စီခ special စီကြီးက150တဲ့ဒါတော့အတွားပဲနော်သူပြောတာဝေးတယ်15မိနစ်လောက်ကြာတာဖြစ်တဲ့အတွက်ကြောင့်ဈေးကြီးရလို့ပြောတယ်ရှင်တက်ချီလေးဘက်ကတက်စီသမားတွေဈေးကြီးကမဆိုင်ဘက်မမီသေးဘူးနော်ဒါတော့အတွားပဲ150နော်အပြန်အထက်ဆိုသေးတယ်ဒါပေမဲ့ဂူကိုတွားတဲ့လမ်းမှာတော့ရှုခင်းနေအရန်လာတယ်ရှင် background တခြင်းထဲလို့များလို့ကျွန်မဆိုပြအောင်မယ်บักดวงใจพี่ลอยลงไปบนหน้าผาအဲ့ပဲရတွားတဲ့လမ်းမှာအချိန်ကြာတဲ့အတွက်ကြောင့်ငကြက်လေးနဲ့တချင်းသားထောင်အရင်ဆင်ပြီးပါ15မိနစ်လောက်မောင်းပြီးတော့ကျွန်မတို့ရောက်ပါပြီရှင်လိုင်းကားနဲ့တတုပ်ပြီးတတုပ်လာခေါ်တဲ့အတွက်ကြောင့်ဒီမှာခဏထိုင်ဆောင်ရပါတယ်ဒီလိုင်းကားတော့သူတို့ပတ်စံမတောင်းရှင်ဒါမဲ့ကိုစီတနာရှိတဲ့လောက်ထည့်လို့ရတယ်10ပတ်ထည့်လို့ရတယ်20ထည့်လို့ရတယ်ကျွန်မတော့20ထည့်ခဲ့လိုက်ပါတယ်ဒါကကျွန်မရဲ့ပထမဆုံးအကျင့်ရောက်တာဖြစ်တဲ့အတွက်ကြောင့်ရောက်ပြီးချောင်းပဲနည်းနည်းရောက်နေလေဖြစ်သွားတယ်ရှင်ပါဇက်ပါရွာရောက်ဆိုတဲ့အတိုင်းအနာလေးမှာကိုတိချင်တာလေးတွေကိုပဲနားမှာပါရှိရဲဆိုတာမီးလို့ရပါတယ်ဒီနေရာလေးကတော့သူတို့ရဲ့တမိုင်းကျောင်းကိုအစားအနေအစုံထိပြောပြထားတဲ့နေရာလေးဖြစ်ပါတယ်ရှင်ဒီကူကတော့အရန်မကျဲကိုကြည်ကျင်းလေးပဲခဏလမ်းလျှောက်ဆိုအပြင်ရောက်ပြီရှင်ဒီရုပ်တုလေးကတော့ကလေး73ယောက်ကင်းနဲ့အသက်ပေးသွားရတဲ့သူရဲကောင်းလေးဖြစ်ပါတယ်လာတဲ့သူတိုင်းမဖြစ်မနေတပ်ပုံရဲသွားရတဲ့နေရာတနေရာလေးဖြစ်တယ်အဲ့လိုနဲ့ပဲသူများသွားတဲ့နောက်ကိုလိုက်ရင်လည်းကူသွားတဲ့လမ်းကိုတွေ့ပါတယ်ကူမြောက်ခင်မှာနှက်စင်လေးတွေ့ရမယ်ရှင်ဒါလေးကတော့ကူတက်တဲ့လမ်းလေးပါပပတ်လည်းမှာအပင်နေနဲ့စိမ့်လန်းဆိုပြီးတော့အရန်လေးလာတယ်ရှင်ဂူအဝင်ပေါက်နာလေးမှာတော့နည်းနည်းအေးတယ်လာလေတဲ့သူတွေလည်းအများကြီးပဲပြီးပပတ်လည်းမှာသူတို့ရဲ့ဖြစ်ခဲ့တဲ့တမိုင်းကြောင်းနေသူတို့ဒီမှာရှိတော့ကဝတ်စားခဲ့တဲ့အတုံးပြုခဲ့တဲ့ပစ္စည်းတွေလည်းဒီနားမှာပြထားတယ်ရှင်ဂူထဲမှာလည်းမီးလေးတွေထွန်းထားပေးတဲ့အတွက်ကြောင့်တွားရလာရလည်းအဆင်ပြေတယ်ရှင်ဖုန်းထဲမှာတော့တိတ်မမြင်အောင်ဒါပေမဲ့အပြစ်မှာအကြီးပဲပြီးရင်အရန်နဲ့လာတယ်ကျမလာတာမိုးတွင်းမဟုတ်တဲ့အတွက်ကြောင့်ဒီထဲမှာရေမရှိဖြစ်မိုးတွင်းဆိုရင်တော့ရေနည်းနည်းရှိဘူးကလည်းအရန်မနှံ့အောင်ရှင်သူတို့ကလီကာနဲ့လုပ်ပြီးတာလီကာဆုံးကနဲ့ပြီးဆက်သွားလို့မရတော့မလေးနဲ့ဒီကဂိတ်ဆုံးမနော်အနောက်မှာမရှိတော့သွားချင်တော့သွားလို့ရတယ်မသွားရတော့ဟိုနာလေးကြောက်လာတယ် let's go ပြန်မယ်ဒီသားဆောင်မယ်အပြင်းမဆိုကြီးပဲအားကြတော့ရေရဲ့အမြင့်ပေါ့အရင်ရေဒီလောက်ထိမြင့်သွားလို့ပြောพี่ไปด้วย ไม่ติดค่ะဝါနဲ့ပြန်ထွက်လာချိန်မှာတော့အောက်မှာတောင်ပေါ်ကကလေးတွေအလူလာခိုင်းနေရှင်ကိုကလူပြီးတော့သူတို့ရင်ထိုးလေးပေးပါတယ်ကလေးတွေကတော့အမတ်တရားတပ်ပုံနေပြန်ရောင်းလာပါအဲ့ထဲမှာကျမပုံရဲ့ရုပ်ဆိုးဓာတ်ပုံရိုက်တာလည်းမပြောအမတ်တရားဒီမှာထိုင်နေပါတယ်အကြိုက်မရနိုင်ဘူးရောင်းလို့သူများကအဖွဲလာမယ်ကျမအားလုံးထဲမှာကျမတက်ရောက်မယ်နော်ကွဲထွက်နေသူများတွေကမိသားစုနဲ့လာတယ်တငယ်ချင်းနဲ့လာတယ်ကျမတော့တက်ရောက်တယ်ပဲရှင်ဂူရဲထွက်လာမှာအေးတွေအဝတ်စားတွေလည်းရောင်းနေရှင်အဲ့မှာပြောပြရအောင်မယ်အခုနဲ့မြင်တဲ့လိုင်းကသူတို့ကအဲ့ရေတကွန်သွားမှာရေတကွန်လိုင်းကားနဲ့သွားမယ်ဆိုလို့ရှိရင်ပက်ကစ်ဝယ်ရတယ်အဲ့ဒါကိုကျွန်မမသိဘူးကံကောင်းချင်တော့အမဆောင်တဲ့ထိုင်းရဲကညီမလေးတက်စီနဲ့လိုက်တက်စီပြန်ခေါ်ရမယ်ဆိုလို့သူကတက်စီကိုပြန်ခေါ်ပြီးတာကျေးဇူးတင်တဲ့အနေနဲ့ကျွန်မဝယ်ထားတဲ့အုံကြီးကိုသူ့ပေးလိုက်ရောဂူကနေဒီရေတကွန်ရောက်ဖို့ဆိုလို့ရှိရင်9မိနစ်မှရောက်ပြီတက်စီဦးလေးကိုအပြစ်မှာခဏစောင့်ခိုင်းမျိုးကျွန်မအထက်ခဏတပ်ပုံရိုက်မယ်ဆိုပြီးဝင်သွားတယ်အတွင်းထဲမှာအရန်လာအိုးပါတွားလေချင်တယ်ကိုကအေးစစ်စစ်အပန်းဖြည့်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာလေးကအရန် perfect ဖြစ်တယ်ကျွန်မတောင်မှမြင်ပြီးချင်းအရန်ပျော့သွားဝင်ခါလည်းမပေးရဘူးအတစ်ဖွင့်ထားလို့လားလူတီးနေလို့လားမသိဘူးလူတွေလည်းတိတ်မတွေ့ဘူးဒါပေမဲ့ရှုခင်းလေးတွေတော့တော်တော်ကိုလာတာကျမတို့ဒီနေရာကိုလာလိုက်ရတာအရင်အောင်မှန်သွားပြီ။ဆိုင်ဘက်ကတွားလဲဘူးတမထဲမှာဒီနေရာလေးကိုအကြိုက်ဆုံးရေရရောင်ကြီးကတော့မြင်တဲ့အတိုင်းပါပဲရှင်
ဘက်ထဲသွားကြမယ်မချော်လဲဖို့စုတောင်းပါလို့ရှင်โอ้ဒီမှာတီးသမားခုဒီလေထဲမှာရောက်နေပါတယ်ဘလို့အနောက်နားလေးကနေဓပုံရိုက်ပြီးဓပုံလမ်းလာရိုက်ပြီးတော့လာဆိုတော့ဦးလေးဟိုအင်္ဂလိပ်တယောက်သူရိုက်ပြီပေါ့နော်ဒါမဲ့ရိုက်လို့မရဘူးခုနားသွားလို့မရဘူးပတ်နေရမှာအဲကြောင့်မရိုက်ဖြစ်တော့ပါဘူးโอเคအိမ်ပြန်ကြမယ်ရေထိပြီးသွားပြီဒါတဘောရေလားရေတကွန်လားလှုပ်ထားတဲ့ရေလားဘာရေလဲမသိဘူးအမေရေထိပြီးသွားမယ်ဒါတော့အစွမ်းနဲ့ကျမထိုင်နေနေရလေးပါရှင်ဒါအစွမ်းနဲ့ကျမထိုင်နေနေရလေးညမတဒါလေးတဒါလေးရှိပါတယ်ဟိုနေရာလေးကတော့ကျမခုနကထိုင်နေနေရပါဒီကနေဇုံးဆွဲပြီးရိုက်လို့ရှိရင်အရင်လာမှာဒါပေမဲ့ကျမရိုက်ပေးမဲ့လူမရှိလို့ဗီဒီယိုလေးရိုက်ပြီးတော့ပဲပြန်လာလိုက်မယ်ရှင်ဒီတဒါနာလေးမှာတယောက်တည်းလမ်းလျှောက်နေရဖြစ်ပါတယ်ဒီနေ့တော့လဲလို့ပတ်လို့လဲပြီးသွားပြီအမေကိုအိမ်7နာရီပြန်မယ်လို့ပြောထားတာအခုတနာရီထိုးတော့မအိမ်ပြန်မရောက်သေးပါဘူးဒါပါလေကဲအဲ့တော့ see you in the next video bye bye မကြီးရေလေးတွေဒါလာတယ်ဝါလာနော်ဒီနေ့လေတရားကြီးပဲအရွှေကြီးပဲရောဘယ်ရောက်သွားမလဲမသိဘူးဖိုင်မိုင်းဘတ်น้ำရေထွက်တဲ့ဝါတစ်ပင်နဲ့ဟုတ်လားဘယ်နားမှာလဲပြေးပါအရွှေကြီးပဲငါလမ်းလျှောက်နေရဘယ်နဲ့3မိနစ်လောက်ရှိပြီဒီမှာဒီတရားမှာလမ်းလျှောက်နေ3မိနစ်လောက်ရှိပါပြီရှင်ဘယ်မှာထွက်မလဲမသိသေးဘူးအမေလည်းလမ်းဆက်လျှောက်နေတော့မယ်ခုနလေးမှာတော့ရေလေးရှိပါတယ်ရှင်တပုံလလလေးရိုက်မယ်ရေလေးပါဟင်းအချမ်းနေရောပဲဘေးနားမှာတော့တောတွေပဲဖြစ်ပါတယ်တောတွေမှာသူတို့လမ်းလျှောက်တဲ့တရားလေးလုပ်ပေးထားတာပြောစရာကောင်းသူကပါလေကျွန်မအမသွားတော့သူလို့ပါလေကားနဲ့ပေါ့လက်မှတ်တွေဝယ်ရကျွန်မမသိဘူးအဲ့ဒါကြောင့်တက်စီငါပြီးတော့လာလိုက်ရတယ်အသွားအပြန်ဘယ်လောက်ကုန်မလဲမသိဘူးအလားတော့150ပေးရတယ်သူတို့ကလည်းကြုံမပြောဘူးတိလားမတပင်းနေနဲ့ဆက်ပြီးတော့ရှီတူဝါတပင်းလေးဖတ်လူတော့မရှိဘူးပေါ့နော်ဒီမှာလမ်းလျှောက်ရနေရမှာစိမ့်လန်းဆိုပြေနေတယ်တပင်လေးတွေရှိတယ်တပုံလလလေးရဲမင်းနေရာလေးတွေရှိတယ်တရားလလလေးရှိတယ်အရန်လာတဲ့ကျမရှိတယ်ဒါတော့ခုနမ်းနန်းနော်လာမသိဘူးစာလည်းမဖတ်ကြည့်ရတယ်သူများခုနေ့တက်တော့မှတွေ့တော့လာချင်းစိတ်ပေါတော့လာလိုက်တယ်ဟိုမှာရောက်တော့မှရှင်ဒီကနေ့ဆိုလို့ရှိရင်ကျမအိမ်ပြန်ပါပြီဒီမှာပြန်နေကျမအိမ်ပြန်ပြီဟောင်းလေးမှာအကြော်သွားရောက်မယ် let's go အမေကို7နာရီလာခဲ့မယ်ပြောထားတာတနာရီထိုးတော့ပါမယ်ကျမချေတော့လည်းပကြည့်နေရေဆော့ထားလို့ကဲကျမအပါဝါပြန်ရောက်ပြီရှင်အိမ်ပြန်ကြမယ် bye bye see you ဝင်ပါလေတက္ကစီအပြန်ဈေးမတီးတဲ့အချိန်ကတော့ပြုံလေးပေါ့နော်တက္ကစီအပြန်တက်ပဲဟို250တဲ့ကူကနေရေကွန်သွားတာ40စောင်းတာရဲ့ဓာတ်ကိုပြန်ပိုးတာနဲ့ပေါင်းလိုက်အားလုံး250တဲ့ဈေးစစ်နေတာတနားရီလောက်ကြာတယ်အဲ့ဒါလည်းလုံးဝမရအောင်ဒီနေ့တော့တက္ကစီဘိုးကြီးပဲကျွန်မ400ကုန်သွားပါတယ်သွားဖို့တခြားနည်းလေးရှိရင်လည်းပြောတော့ပေးပါရှင်အစုံထိကြည့်ပြီးလို့ကျေးဇူးပါအကျော်တရားတော့မယ်ဘိုင်ဘိုင်တော်ပြီအတရားလားရောက်မှုရဲ့ပဲရတော့မယ်